တချိန်ကဘရင်တပားတဲ့အောက်မှာနိုင်ငံတနိုင်ငံနဲ့ဖြစ်ခဲ့တဲ့ကိုရီးယားနိုင်ငံဟာဘာကြောင့်တောင်နဲ့မြောက်အပြီးတိုင်ကွဲကွာသွားခဲ့ရတယ်လို့မိတ်ဆွေထင်ပါတယ်ဒီကိစ္စရဲ့အဖြေကတော့အင်အားကြီးနိုင်ငံတွေရဲ့ဝါဒရေးရာစမ်းသပ်ကွင်းတစ်ခုဖြစ်ခဲ့ရလို့ပါပဲတောင်မြောက်ကွဲကွာတဲ့အကြောင်းနောက်ကျောင်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒုတိယကမ္ဘာစစ်အပြီးဂျပန်တွေလက်နက်ချတဲ့ချိန်1945ခုနှစ်ကမှစတင်ခဲ့တာပါကိုရီးယားကိုဂျပန်လက်အောက်ကနေကယ်တင်မယ်ဆိုပြီးတော့မြောက်ဘက်ကနေဆိုဗီယက်ဝင်လာခဲ့တယ်လို့တောင်ဘက်ကနေအမေရိကန်တွေဝင်လာခဲ့ပါတယ်အဓိကပြဿနာကအဲ့ဒီကနေစတာပါပဲကိုရီးယားမြေပေါ်မှာဆိုဗီယက်တွေကသူတို့ရဲ့ကွန်မြူနစ်ဝါဒကိုအပြင်းထန်သွတ်သွင်းခဲ့ပြီးတော့အမေရိကန်ကတောင်ပိုင်းမှာဒီမိုကရေစီနဲ့အရင်းရှင်စနစ်ကိုအသက်သွင်းခဲ့ပါတယ်ဒီလိုမျိုးကွန်မြူနစ်ဝါဒနဲ့ဒီမိုကရေစီဝါဒဂျေနဲ့စီလိုကွဲပြားသွားတဲ့ဝါဒနှစ်ခုကြောင့်မလို့1948ခုနှစ်မှာအစိုးရနှစ်ရက်တီးခြားဖြစ်သွားခဲ့ပါတယ်အဲ့ဒီကနေပြီးတနိုင်ငံလုံးကိုမိမိတို့ဝါဒအပြီးတိုင်သွတ်သိမ်းဖို့1950ခုနှစ်မှာမြောက်ပိုင်းကစတင်ကျူးကျော်ရာကနေကိုရီးယားစစ်ပွဲကြီးဖြစ်ပွားခဲ့ပါတယ်တကယ်တော့ဒါဟာပြည်တွင်းစစ်သက်မဟုတ်ပဲအမေရိကန်နဲ့ဆိုဗီယက်တို့ရဲ့ဝါဒဖြန့်ကိုစားပြုစစ်ပွဲပရွန်စီဝါကြီးဖြစ်လာခဲ့တာပါဒီလိုတောင်နဲ့မြောက်၃နှစ်ကြာအောင်သွေးသားရင်းချညီကိုရီအချင်းချင်းအသေးကြီးတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ဘယ်သူမှအနိုင်မရပဲအပြစ်ခက်ရစဲလိုက်ချိန်မှာ38ဒီဂရီမြင်းပြိုင်ဟာထာဝရနယ်စပ်မြင်းဖြစ်သွားခဲ့ရပါတော့တယ်ကိုလူမျိုးချင်းချင်းမုံတီးလို့မဟုတ်ပဲဝါဒရေးရာအပြိုင်မှုကြားမှာမြေစာပင်ဖြစ်ခဲ့ရတဲ့ကိုရီးယားပြည်သူတွေအကြောင်းကိုမိတ်ဆွေတင်ဘလို့မြင်ပါတယ်ကွန်မန့်မှာဆွေးနွေးပြီးတော့ကြပါအောင်နော်